အောက်တိုဘာလလေးကိုရောက်ရှိလာပြီဆိုတော့အောက်တိုဘာလမှာမွေးဖွားတဲ့သူတွေအတွက်ဘယ်အကြောင်းမြတ်ကလေးကိုဆောင်းအောင်လဲဆိုတာလေးကိုဒီဗီဒီယိုလေးကနေမျှဝေပေးသွားမှာပဲဖြစ်ပါတယ်မင်္ဂလာပါဟိုရှိ page ကနေကြိုဆိုပါရစေကျွန်တော်နာမည်ဟိုရှိပါဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့အောက်တိုဘာလမှာမွေးဖွားတဲ့သူတွေဒီနဲ့ဘယ်အကြောင်းမြတ်ကလေးကိုဆောင်းတယ်လဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အောက်တိုဘာလမှာမွေးဖွားတဲ့သူတွေကစောင့်တဲ့အကြောင်းမြတ်က opal ပါတဲ့ opal မှာကျွန်တော်တို့ကာလာမျိုးစုံရှိပါတယ်အဖြူရောင်ရှိတယ်ရောင် opal လေးတွေရှိတယ်အနက်ရောင် opal ရှိတယ်အနီရောင် opal ရှိတယ်ပေါ့နော်ကျွန်တော်တို့အနီတွေအနက်တွေကတော့အနှဲငယ်လေးရှားပါတဲ့ color ထဲမှာပါပါတယ်ဒီ opal stone ထဲမှာဆိုလို့ရှိရင်လေအဲ့တော့ဒီ opal လေးကတဲ့ဝစ်စင်တဲ့သူတွေစီကိုဘာတွေတည်ဆောင်လာပြီးလဲဆိုတော့ချစ်ချင်းမြတ်တာတွေတည်ဆောင်လာပြီးရယ်ကံကောင်းခြင်းတွေတည်ဆောင်လာပြီးရယ် peace လို့ခေါ်တဲ့ငြိမ်းချမ်းခြင်းတွေတည်ဆောင်လာပြီးရယ်နောက်တစ်ခုကကျွန်တော်တို့ဒီ life balance ပေါ့နော် life balance ဒီကိုယ့်ရဲ့ဘဝမှာဘဝကိုဟန်ချက်ညီမှုဟန်ချက်ညီစေမှုတွေကိုတည်ဆောင်လာပြီးရယ်နောက်ပြီးတော့မှဒီ creativity လို့ပြောတယ်တီထွင်ကြံစနိုင်စွမ်းတွေကိုပုံမှုပြီးတော့မြင်မာစေရဆိုပြီးတော့ opal ကိုဝစ်စင်တဲ့သူတွေယုံကြည်ကြပါတယ်အောက်တိုဘာလမှာမွေးဖွားတဲ့သူတွေအတွက်နောက်ထပ် stroke တစ်ခုရှိသေးတယ်အဲ့ဒါ tourmaline မှာဆိုလို့ရှိရင်လည်းသူက colorful လာပါတယ်အရောင်စုံပါပဲအနီလာတဲ့အစိမ်းလာတဲ့အပြာလာတဲ့ဒီဖရဲဥပေါ့နော်အတိများတာဖရဲဥပေါ့အဲ့တော့ဒီ tourmaline ကလည်းသူကဒီသူ့ရဲ့ original မူရင်းအဓိပ္ပာယ်ကသူကအရောင်နေအမျိုးစုံကနေဆင်းသက်လာတာပေါ့နော်ဆိုတဲ့အဓိပ္ပာယ်လေးပါအဲ့တော့ဒီအောက်တိုဘာလမှာမွေးဖွားတဲ့သူတွေအတွက်အားသာချက်ကဘာလဲဆိုသူတို့ကအယောင်စုံတဲ့ကြောက်ကလေးတွေကိုဆင်ရတာအဲ့တော့ဒီအောက်တိုဘာလကမွေးဖွားတဲ့သူတွေအနေနဲ့ကလည်းသူက colorful လေးဖြစ်နေမှာပေါ့နော်သူတို့ရဲ့ life လေးကအယောင်လေးတွေနဲ့အယောင်စုံလေးတွေလှပသလိုပဲလှပပြီးတော့ပြည့်စုံနေမှာလို့ကျွန်တော်တို့ထင်တယ်ဘာဖြစ်လဲဆိုတော့သူတို့ဆောင်ရတဲ့ stone လေးတွေက opal မှာဆိုလဲအယောင်စုံလေးတွေလှနေအောင်လာတယ် tourmaline ဆိုလဲဒီလိုပဲအယောင်စုံလေးတွေလှနေအောင်လာတယ်ဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုလေးတွေကိုအမြဲတမ်းအဆုံးထိနားထောင်ပြီးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်ဗီဒီယိုလေးတွေကနေပြီးတော့မှဘာလို့တူတာတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်